UPVC ပြည်ထန်းတကားတွေကိုစက်ရုံတိုင်းရဲ့ဝယ်ပြီးတော့ပြန်ရောင်းဖို့အတွက်စိတ်ကူးရှိနေပြီဆိုရင်တော့ပထမဆုံးအနေနဲ့လက်လီလက်ကားဈေးနှုန်းဘယ်လောက်กว่าလဲတကားတွေတည်ယူရင်းနဲ့လမ်းမှာတစ်ခုခုပစ္စည်းချိုးရင်းခဲ့ရဆိုရင်အဲ့ဒါတွေကိုဘယ်လောက်ထိတာဝန်ယူပေးလဲနောက်ပြီးလို့ရှိရင် customer စိတ်တိုင်းကြပုံစံမျိုးမှာရဲဆိုရင်ရောထုတ်ပေးနိုင်လားပွင့်လင်းရာသီရောက်တဲ့အခါမှာအရန်ရောင်းရတဲ့အချိန်တွေမှာရောပစ္စည်းမပြတ်အောင်ထုတ်ပေးနိုင်လားတကား joint set တွေခိုင်ခန့်မှုရောဘယ်လောက်ထိတာဝန်ယူပေးလဲအာမခံပေးလဲရောင်းမကောင်းတဲ့ပြည်ထန်းတကားတွေဆိုရင်ရောတခြားရောင်းကောင်းတဲ့ပြည်ထန်းတကားတွေနဲ့ပြန်လဲပေးလားဒါမှမဟုတ်ရင်ငွေပြန်အမ်းပေးလားဒါတွေကိုမင်းမြတ်လေ့လာပြီးမှ UPVC ပြည်ထန်းတကားတွေကိုတင်ရောင်းဖို့အတွက်အကြံပြုချင်ပါတယ်ရှင်အခုပြောရတဲ့မေးခွန်းတွေရဲ့အဖြေကိုတော့ကျမတို့ရွှေမိတ်တေးစက်ရုံကိုဖုန်းဆက်ပြီးတော့မေးမြန်းနိုင်ပါတယ်ရှင်ဖုန်းနံပါတ်လေးကတော့399513လုံး93လုံးနဲ့399513လုံး93လုံးတော့39995599နဲ့39995599ကိုရုံးချိန်အတွေ့ပရက်မရှိခေါ်ဆိုမေးမြန်းနိုင်ပါတယ်ရှင် UPVC နဲ့ပတ်သက်လာရင်ဘယ်လိုခက်ခဲတဲ့ဒီဇိုင်းမျိုးပဲလာရွှေမိတ်တေးကိုဒါတတိရလိုက်ပါရှင်